Hi everyone ချောက်သူတီဟာလာဒီခရီးကိုရောက်လာပြီဆိုကျမတို့အုံနောက်တည်းလေးမဖြစ်လဲတော်တော်လေးပင်ပန်းလာပြီလို့ထင်ပါတယ်နည်းနည်းတော့ပင်ပန်းလာပြီပေါ့နော်ဒါကြောင့်မလို့ဒီနေ့မဖြစ်လဲအုံနောက်ကလေးရွှင်သွားအောင်ဟာစာလေးဖောက်ကြည့်ခြင်းနေနော်ကျတို့အီတာလီယန်ဘာသာစကားရေပဲဖြစ်လေအဖိုးနံအမနံနေလေတွေ့ခဲ့ပြီဆိုတော့တော်တော်များများရမယ်လို့ပဲဖြစ်လေ sister ယုံကြည်ပါတယ်နော်လွန်ခဲ့တဲ့နှစ်တည်းရောက်ပေါ့နော်အီတလီကိုမြန်မာပြည်က main ကလေး3ယောက်ညီမလေး3ယောက်ရောက်လာတယ်သူတို့က sister ဖြစ်ဖို့ပေါ့ဒီလရှင်လောင်းနေပေါ့အဲ့ချိန်မှာဖြစ်လေ December January လအချိန်ဖြစ်တဲ့ကြောင့်မလို့ပါပဲစီးနီးနေ snow လို့ပြောစီးနီးနေပါလေကြားတဲ့အချိန်လေးဖြစ်တယ်သူသဖြင့်ဟိုတောင်ထိပ်မှာဆိုတော့ခွေးဝေးရိုက်ပေါ့နော်အဲ့ဒါနဲ့သူတို့ကိုကြိုဆိုတဲ့အနေနဲ့ကျွန်တော်တို့ထွေးစားခန်းထဲမှာဒါပိုဆိုင်ကြီးလို့ထားပမာပြည်မှာ snow ဆိုစီးနင်းခဲတွေမတွေ့ဘူးလေဆိုတော့ကျွန်တော်တို့ဘာဖြစ်လဲတောင်ထိပ်တောင်ကုန်းတွေမှာဖြစ်လေစီးနင်းခဲတွေပါဖုံးလွှမ်းနေတဲ့ပိုစာကြီးကိုကတ်ထားအခုမှအီတလန် sister လေးတစ်ပါးဘာလဲသူကရှင်းပြတာပေါ့နော်သူအကုန်လုံးကြိုဆိုပါတယ်စကားတွေအများကြီးပြောတာပေါ့ပြောပြီးတော့သူကပဲဖြစ်လေဆူလာချီမချက်လာနေပြီတဲ့သူကပြောတယ်နော်ဆူလာချီမလေးပြောကျွန်မရဲ့ဟိုညီမလေးတွေကသူပြုံးစီလုပ်တာနော်ပြုံးစီနဲ့သူတို့သိတာပေါ့ချီးမှစပမာပြေပေါ့ညီမတို့ကအတိတ်ပဲတစ်မျိုးထွက်တာပေါ့ဒါပေမဲ့ကျမတို့အနေနဲ့ဖားထေးပြီးကောင်းအောင်တော့ဗာဖြစ်လေပြန်ပြင်လိုက်တာပေါ့နော်ဒီဟာနော်ဆိုတော့ချီအိုင်နော်ချီအီချီအီယာချီလို့မဟုတ်ချီလို့လေအတန်ထွက်တယ်နော် il cibo the foodsတော်လေဘာဖြစ်လဲဟာတာဖောက်တဲ့သူကရှိသေးတယ်ဘာလဲအစာတော့မှသူကဘူကြီးမို့လို့ချီဖို့ခေါ်တာလေနော် il cinema the cinema la cima the peak the top the down take ခေါ်နော် il cinema the swan ဘာလဲငန်းလေးခေါ်တယ်အများကi cini the swans လို့ခေါ်တယ်လာ China ကြတော့ China ကိုခေါ်တယ်အကုန်တော့ဗလဲချီတော့မချီနဲ့ထက်တာပဲနော်ဆိုတော့ရည်စရာမြန်မာအတန်ပြန်ထက်တော့ဖြစ်လေရည်စရာလေးဖြစ်တာပေါ့အဲ့တော့မြန်မာစကားလုံးမှာလည်းချေကြီးဆိုတော့ဖြစ်လေရှိတယ်အဲ့ဒါကျွန်တော်တို့စဒါလို့ကျတော့ခေါင်းမှာရှစ်စပင်ကြီးတွေခေါင်းကြီးတွေနော်နောက်တစ်ခါဘာဖြစ်လဲကျွန်တော်မြက်ချေရှိမယ်ကျွန်တော်နှက်ချေရှိမယ်နှဖာချေရှိမယ်သွားချေရှိမယ်ကျတော့ချစ်မှချေရှိမယ်လက်သေးချီတဲ့ကြီးတွေရှိဘာအကုန်လုံးခန္ဓာကိုယ်ထွက်တဲ့ခါတခုမှမဖြစ်တယ်မကောင်းလို့ဖြစ်နော်ဆိုတော့ဒါပေမဲ့ကျတော့ဟာတာညံဖောက်တဲ့အခါကျတော့ဟာတာပြက်လုံးနေလို့တဲ့အခါကျတော့ဘာဖြစ်လဲကျမတို့ရဲ့conscious လေ autopilot စိတ်ကိုဘာဖြစ်လဲနော်ကျမတို့ autopilot စိတ်ကိုညဉ့်ညမ်းစေတဲ့ဟာတာတွေရောဘာဖြစ်လဲရှောင်ရှားမှာဖြစ်ပါတယ်အားလုံးပျော်ရွှင်နိုင်ကြပါစေစစ်စစ်page လေးကိုလည်း like and follow လေးကိုလုပ်ပေးဖို့မမေ့ကြနဲ့နော်